ဒီနေ့ကမာလာရှန်ကိုလုပ်ပြမယ်မာလာရှန်ကိုဟိုဟာခောက်ဆွဲ6ရဲ့ဝတ်သားရဲ့မလာတော့အမွေမုံကြီးရဲ့အဲ့အလုံးအသားလုံးပေါ့နော်ပြီးရင်အသားတို့ပြီးတော့အဲ့လောက်ပဲအဲ့တော့မှအမှုချွေရပြီးတော့အဲ့ခုနကတော့အလုံးဒါခောက်ဆွဲမာလာရှန်ကိုဖြစ်သွားပြီမာလာရှန်ကိုဖြစ်သွားပြီစားဖို့ပဲကျန်တော့စားနေပြီအမ